အားလုံးမင်္ဂလာပါဒီနေ့လေးလာသုံးသက်ချက်လေးမှာတော့အချိန်2မိနစ်လေးအတွင်းမှာကြည့်ရှုသူတွေကိုအကြောက်တရားထွက်ထိတ်ရောက်အောင်ဆွဲခေါ်သွားနိုင်တဲ့ဖန်သားပြင်နောက်ကအရေးဆိုတဲ့ဇလန်းတိုလေးကိုကျွန်တော်တို့အတူတူခွဲချမ်းဆက်ဖြာကြည့်ကြပါမယ်ဒီလိုတိုးတောင်းလာတဲ့အချိန်လေးအတွင်းမှာအတန်ရဲအလင်းရောင်ရဲတရုတ်ဆောင်ရဲထင်းငယ်တဲ့အမူအရာလေးကိုသုံးပြီးဘလိုမျိုးအမှုပညာမြောက်ဖန်တီးသွားလဲဆိုတာတကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်ကဲဘလိုဆွဲဆောင်သွားလဲဆိုတာထပ်ပြီးကြည့်လိုက်ကြရအောင်ဗျာပထမဆုံးမြင်ကွန်းကိုကြည့်လိုက်မယ်ဆိုရင်လေတကက်ကိုရိုးရှင်းဒီကျွန်တော်တို့နေ့စဉ်ဘဝနဲ့အတော်လေးကိုနီးစပ်နေရတွေ့ရပါလိမ့်မယ်အခန်းအမောင်ထဲမှာ main ကလေးတယောက် couldn't ball လှမ်းနေတယ်သူမျက်နှာပေါ်မှာဖုန်းကလာတဲ့အလင်းရောင်လေးပဲကြားနေတယ်ပေါ့နောက်ခါမှာလည်း TikTok ကလာတဲ့သချင်းတန်တက်တက်လေးကြားနေရတယ်ဒီအစပြုမှုဟာကျွန်တော်တို့တို့အရန်ကိုတက်တောက်တက်တာရှိပြီးလုံခြုံတဲ့ခံစားခြင်းမျိုးကိုပေးပါတယ်ကိုယ်တိုင်လည်းညအိယာဝန်ခံနေဖုန်းသုံးနေကြဆိုတော့ဒီမြင်ကွင်းဟာဘာအန်ရမှမရှိနိုင်ဘူးလို့ထင်အောင်ထဲမှာဖြစ်သွားစေတာပေါ့တကယ်တော့ဒါဟာဇလန်းရဲ့ညံ့များတဲ့လက်ကွာတစ်ခုပါပဲကဲဒီအကြောင်းကိုအသေးစိတ်လေ့လာကြည့်လိုက်အောင်ခုနကတိဆောက်ထားတဲ့တိတ်ဆိတ်လုံခြုံနေတဲ့အနေအထားကြီးဟာအခန်းတောင်ဒီနေရာကနေထွက်လာတဲ့ကျွီးဆိုတဲ့အတန်လေးတစ်ချက်ကြောင့်ရုတ်တရက်ကြီးပက်စီးသွားပါတယ်တတိထားမိလားဒီနေရာမှာဇလန်းကအတန်ကျဲကြီးတွေစူညံတာတွေလုံးဝမတုံးထားဘူးညဘက်တိတ်ဆိတ်နေချိန်မှာကြားလိုက်ရတဲ့တာမန်အတန်လေးတစ်ခုကပဲပိုပြီးချက်တိထစေတဲ့ဆိုတာကိုပြသချင်တာပါဒီအတန်လေးတစ်ချက်တည်းကပဲပုံမှန်အခြေအနေကိုရပ်တန့်ပြလိုက်ပြီးကြောက်စရာကောင်းတဲ့မတေချာမရေရာမှုဆိုတာကိုစက်တင်တဲဆောင်လာတာဖြစ်ပါတယ်ဒီနေရာမှာစကောင်မင်းကလေးရဲ့တုံ့ပြန်ဖို့အစဉ်စဉ်ကတကယ်ကိုတဘာဝကြတယ်လို့အယမ်းလဲစိတ်လှုပ်ရှားစရာကောင်းပါတယ်အတန်ကြားချင်းဖုန်းသုံးနေတာကိုချက်ချင်းညှက်လိုက်တယ်ပြီးတော့အတန်လာရအခန်းထုံးကိုမျက်စိဆွဲကြည့်လိုက်တယ်ဘာမှတေချာမသိရသေးခင်မှာပဲမလုံးကြီးဝိုင်းဆက်သွားပြီးကြောက်စိတ်ဝင်လာတာအထင်သားပဲလေနောက်ဆုံးတော့လဲနေရကနေဖြစ်ထီးချင်းထိုင်လိုက်ပါတယ်ဒီလိုခန္ဓာကိုယ်အမူအရာပြောင်းလဲမှုအဆင့်ဆင့်ကိုသုံးပြီးတော့စကောင်ရဲ့စိတ်ထဲမှာတခေးပြေးကြီးထွားလာတဲ့အထိတ်လောက်မှုကိုပြိတက်တဲ့စီအတန်တိတ်ကူးဆက်စေလိုက်တာတကယ်ကိုတေးတက်လာပါတယ်ပထမအတန်ကြားလို့လိုက်ကြည့်တော့ဘာမှမတွေ့ရတဲ့အတွက်စိတ်သက်သာရပြီးဖုံးပြန်ကြည့်ဖို့လုပ်လိုက်တဲ့ချိန်မှာပဲဒုတိယအတန်ထပ်ထွက်လာပြန်ပါတယ်ဒီတစ်ခါတော့တောက်ဆိုပြီးတဆုံတစ်ခုကိုမမှန်ခောက်နေတဲ့အတန်မျိုးပါဒီမြင်ကွင်းမှာအတန်ရဲ့စစ်ချက်ကိုတကယ့်ကိုနေကွေးနီးတမင်တက်ရွရွချက်ရှိဖန်တီးထားတာတွေ့ရပါလိမ့်မယ်မမြင်ရတဲ့အရာတစ်ခုကနေစစ်ချက်ကြထုတ်ပေါ်လာတဲ့ဒီအတန်ဟာဘာလဲဆိုတာမသိရတဲ့အတွက်ပိုပြီးကြောက်စရာကောင်းနေတာပေါ့ဇလန်းဟာအကြောက်မောက်ဖွယ်တက်တော်ကြီးတွေကိုအတင်းထုတ်ပြတာမျိုးမလုပ်ပဲဒီလိုရှင်းပြလို့မရတဲ့အတန်လေးတွေနဲ့ပဲပြိသက်ရဲ့စိတ်ထဲမှာထိတ်လန့်မှုကိုအမြင့်ဆုံးရောက်အောင်တည်ဆောက်သွားတာဖြစ်ပါတယ်အခုတကယ်စိတ်ဝင်စားစရာကောင်းတဲ့နောက်တစ်ချက်ကတော့ကင်မရာရိုက်ကူးမှုအယူအဆပါပဲကင်မရာကမင်းကလေးမျက်နှာစီကိုတဖြည်းဖြည်းတိုးကပ်သွားပြီးအနီးကပ်အနေထားနဲ့သူ့ရဲ့ကြောက်လက်နေတဲ့မျက်လုံးတွေကို zoom ဆွဲပြီးပြသထားပါတယ်ဒီလိုရိုက်ကူးလိုက်တဲ့အတွက်ကြည့်ရှုသူတွေဟာဇက်ကောင်နဲ့အကွာဝေးမရှိတော့ပဲသူခန်းစားနေရတဲ့အကြောက်တရားသူရဲ့လှုပ်ရှားလို့မရလောက်အောင်ဖြစ်နေတဲ့တုံလုံးမှုတွေကိုကိုယ်တိုင်ဝင်ရောက်ခန်းစားလာရတော့တာပါပဲမျက်လုံးအိမ်တွေကထိတ်လန့်မှုအရေးအယောင်တွေကစကလုံးတွေတခွန်းမှမလို့ပဲအချင်းကြီးရဲ့ဆိုးရွားမှုကိုအကောင်းဆုံးတရုပ်ဖော်ပေးသွားတာဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲမျက်နှာပြင်ပေါ်မှာဒါဘာတန်လဲဆိုတဲ့စာရင်းလေးပေါ်လာပါတယ်ဒီမေကွန်းကယူရှင်ပြီးမဲ့ဇလန်တွဲအလွန်အစွမ်းထက်တဲ့ကိရိယာတစ်ခုဗျာစကောင်မိန်းကလေးကိုယ်တိုင်တွေးနေတဲ့မေကွန်းဖြစ်တယ်လို့ကြည့်ရှုနေတဲ့ကျွန်တော်တို့ရဲ့စိတ်ထဲမှာလည်းအလိုလိုပေါ်လာမဲ့မေကွန်းပဲလေဒီစာရင်းလေးပေါ်လာတဲ့ချိန်ဟာအားလုံးကိုရပ်တန့်သွားစေပြီးစကောင်နီးတို့မတိချမရေရောင်မှုအတိထိနေတဲ့ကြောက်မဖက်အခြေအနေတွေကိုအပြည့်အဝနှီးမျိုးသွားစေပါတယ်ဒါကဘာလို့တေးသေးချာချာမိမောင်းထိုးပြနေလဲဆိုရင်ကျွန်တော်တို့ယုံကြည်ထားတဲ့လုံခြုံမှုဆိုတာဘယ်လောက်တောင်ပျက်စီးလွယ်တယ်လဲဆိုတာပါပဲအစားတိုင်းကဖုန်းမျက်နှာပြင်လေးထဲမှာ TikTok ကြည့်နေတဲ့အချိန်ဟာ digital ကဘာလေးထဲမှာလုံခြုံနေလေလို့ခံစားရတဲ့အချိန်မှာဒါပေမဲ့အခုမိန်းကလေးရဲ့အာယုံဆိုင်မှုအားလုံးဟာဖုန်းမျက်နှာပြင်စီကနေအခန်းထဲကအနှင်းငယ်ဟဟလေးပွင့်နေတဲ့တကားစီကိုရောက်သွားပါပြီဒီလိုအာယုံပြောင်းသွားတာဟာစစ်ကူးရဲ့ digital လုံခြုံမှုတွေကနေလက်တွေ့ရုပ်ပိုင်းဆိုင်ရာချင်းချောက်မှုကြီးအခန်းထဲရောက်နေပြီဆိုတာကိုတိတာထင်ရှားစွာရှင်းတွဲပြသလိုက်တာပဲဖြစ်ပါတယ်ဒီအခြေအနေကနေဇလန်ကဘလို့အရှင်တင်သွားလဲဆိုတာစကြည့်အောင်ဗျာမိန်းကလေးတကားစီကိုကြည့်လိုက်တဲ့အချိန်မှာတကားကြားလေးတွေကနေလက်ချောင်းတွေဒါမှမဟုတ်အရေးတစ်ခုခောက်ဝါးဝါလေးဖြတ်သွားတာကိုမြင်လိုက်ရပါတယ်ဒီနေရာမှာဇလန်က6လက်မဲ့အရာကိုထင်ထင်ရှားရှားရှင်းရှင်းလင်းလင်းမပြဘူးနော်ဝါဒါရာလေးပဲပြသွားပါတယ်ဒါဟာအလွန်ထီရောက်တဲ့နီလာမှာဘာကြောင့်လဲဆိုတော့လူတွေဟာတိတိကျကျမြင်ရတဲ့အရာထက်ကိုယ်စိတ်ကူးနဲ့ကိုပုံဖော်တွေးတောရတဲ့အရာတွေကိုပိုပြီးကြောင်းလန့်တက်လို့ဖြစ်ပါတယ်ဒီခဝဝအရေးလေးကပရိသတ်ရဲ့စိတ်ကူးညံကိုအစွမ်းကုန်အလွတ်လုတ်စေပြီးအကျုပ်တရားကိုပုံမချီထွားလာစေပါတယ်ဆိုတော့အရေးကြီးဆုံးအချက်ကဇက်အရှင်ကိုဘယ်လိုထိန်းချုပ်သွားလဲဆိုတာပါပဲအရေးကိုမြင်လိုက်ရတဲ့အချိန်ကစပြီးမိန်းကလေးရဲ့အသက်ရှူတန်နေရတိတိတသာပြင်းလာမြန်လာပါတယ်ဒီလိုအသက်ရှူတန်မြန်လာတာနဲ့အမျှဇလန်ရဲ့အရှင်ဟာလည်းအမြင့်ဆုံးကိုရုတ်တရက်ထိုးတက်သွားပါတယ်
နေကွင်းညင်တက်နေတဲ့ခြေနေကနေထိတ်လန့်တုန်လုံးမှုအပြင်းနဲ့လှုပ်ရှားနေတဲ့ခြေနေကိုကူးပြောင်းသွားတာဖြစ်ပါတယ်။ဒီလိုဇက်အရှင်ကိုချက်ချင်းမြင့်တင်လိုက်တာဟာကြည့်ရှုသူရဲ့နှလုံးခုန်တန်ကိုပါလိုက်ပြီးမြန်ဆန်လာစေဖို့ဖန်တီးထားတဲ့လက်ကွက်တစ်ခုဖြစ်ပါတယ်။ အသက်ရှူတန်တွေပြင်းလာပြီးအကြောက်တရားအထွတ်အထိန်ရောက်နေတဲ့အချိန်မှာပဲအခန်းထဲမှာတခုတည်းသောအလင်းရောင်ဖြစ်တဲ့ဖုံးပြနာပြန်ဟာရုတ်တရက်ကြီးအမင်းရောင်ပြောင်းသွားပါတယ်။ဒီအကွက်ဟာအာယုံခန်းစားမှုအလုံးကိုအပြတ်တက်ဖြစ်တော့လိုက်တာပါပဲ။အလင်းရောင်ပျောက်ကွယ်သွားတဲ့အထက်ဇက်ကောင်မင်းကလေးရောကြည့်ရှုနေသူတွေပါလုံးဝအကာအကွယ်မြတ်သွားတဲ့အနေအထားကိုရောက်သွားပါတယ်။ရုပ်ပိုင်းဆိုင်ရာအန်တီရဲ့တစ်ခုတကယ်ရှိနေပြီဆိုတာကိုအတီးပြူလိုက်တဲ့အချိန်မှာပဲအလင်းရောင်ကိုပါဖျောက်လိုက်ခြင်းအဖြစ်အကူအညီမဲ့နေတဲ့ခန်းစားချက်ကိုအပြည့်အဝပေးစွမ်းလိုက်တာဖြစ်ပါတယ်။ နောက်ဆုံးအဆုံးသက်အနေနဲ့မောင်မိုက်သွားတဲ့ဖုန်းမျက်နှာပြင်ပေါ်မှာမင်းတော့မှဘာလို့ရှိလဲဆိုရဲစာတန်းလေးပေါ်လာပါတယ်ဒီစာတန်းကဇလန်တဲ့ကမင်းကလေးကိုမေးတာဖြစ်နိုင်တယ်လို့ဇလန်ကိုကြည့်ရှုနေတဲ့ပရိသတ်ဒီကိုပါတိုက်ရိုက်ယူရပြီးမေးလိုက်တာလည်းဖြစ်နိုင်ပါတယ်ဒါဟာပြင်ပကဘာနဲ့ဇလန်ကြကအတားအစီကိုချိုးဖျက်လိုက်တာဖြစ်ပြီးကြည့်ရှုသူတွေကိုပါဒီ6ချားဖွယ်ရအခြေအနေတွေကိုဆွဲသွင်းလိုက်တာပါပဲအဖြစ်မရှိတဲ့ဒီမေကွန်းဟာဇလန်ပြီးသွားတာတောင်မှစိတ်ထဲမှာဆက်ပြီးချလန့်နေစေမယ့်အကောင်းဆုံးအဆုံးသက်တစ်ခုပါပဲကဲဒီလေးလာသုံးသက်ချက်ကိုကြည့်ပြီးတဲ့နောက်မှာတော့ကိုကျော်ဘက်မှာဘာလို့ရှိနေလဲဆိုတာသိကြပါတယ်လား